ရန်ကုန်မန္တလေးလမ်းမမေးတင်လည်းဖြစ်မယ်စီးပွားရေးလုပ်ငန်းရှင်များကြိုက်တဲ့နေရာမျိုးဖြစ်တဲ့မျက်နှာဝ80နောက်ကို100ရှိတယ်ဂရန်ပေါက်ခြံလေးခြံနဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်လက်မမေးတင်လည်းဖြစ်မယ်ပြီးတော့မျက်နှာဝ80နောက်ကို100တကယ်ကိုမှနေရာကောင်းလည်းဖြစ်မယ်ပြီးတော့ကားပါကင်ချေချေဝန်းဝန်းရှိတယ်ဒီခြံလေးကိုစိတ်ဝင်စားလို့ဝယ်ယူနေဆိုရင်ကျွန်တော်တို့ Rhyme HM ကိုဆက်သွယ်နိုင်ပါတယ်ဟုတ်ကဲ့ Rhyme ကကိုဆိုင်ပါ